အဲ့တော့အမားတို့ကဒီပုံမှာကျန်တာဆိုလို့ရှိရင်မိကုံးမှာကြည့်ကြည့်မယ်ဆိုလို့ရှိရင်ဒီပိုချီဆိုတဲ့အပိုင်းရယ်တက်ခီဆိုတဲ့အပိုင်းရယ်ကျန်မယ်နောက်ပြီးရင်ဒီခါပို့တိုဆွဲဟာလေးအဲ့လေးဆွဲဖို့ကျန်တယ်ပေါ့နော်အဲ့တော့အရင်ဆုံးဒီပိုချီဆွဲဟာလေးကိုဆွဲမယ်အဲ့ဒါဆွဲဖို့အတွက်ဆိုလို့ရှိရင်မိကုံးမှာလည်းသူက dimension ကိုပြပေးထားပြီးသားဒီနေရန်ရဲ့အစွန်လိုင်းเนาะနေရန်ရဲ့ outer wall ကနေမှ1200သွားမယ်နောက်ပြီးတော့ဒီနေရန်ရဲ့center line ကနေမှ1980သွားမယ်အဲ့ဒါနဲ့အရင်boundary line သတ်မှတ်လိုက်မယ်ပေါ့နော်အဲ့တော့ပိုချီနဲ့တက်ခီဆွဲမယ်ဆိုရင်သူနဲ့သက်ဆိုင်တဲ့နေရာကိုယူမယ်ဒီစင်တာကနေမှ1980ဒီစွန်ကနေမှ1200အဲ့ဒါရပြီဆိုလို့ရှိရင်မှာ boundary line တွေဆက်ပေးလိုက်ရင်ပြီးတော့မှ hash tag line ရသွားပြီပေါ့နော်အဲ့တော့အဲ့ဒါတစ်ချမ်းပြီးပြီဆိုလို့ရှိရင်ဒီမှာတက်ခီဆွဲပေးရမယ်တက်ခီဆွဲဖို့အတွက်ကဒီနားလေးမှာလှေကားလေးရလည်းထည့်ပေးရမယ်ဆိုတော့လှေကားလေးရင်ဆွဲမယ်နော်လှေကားရဲ့ site ကလည်း600နဲ့800ဆိုပြီးပေးထားတယ်ဒီဟာလည်း600နဲ့800ဆိုတော့အတူတူပဲပြီးတော့သူကနှစ်ထစ်လှေကားလေးအဲ့တော့လှေကားနဲ့ပတ်သက်တဲ့ဒီဟာကိုယူလိုက်မယ်တော့ဒီနားမှာတစ်ခုရှိမယ်ဒီမှာတစ်ခုရှိမယ်အဲ့ဒါပြီးလို့ရှိရင်သူကဒီတက်ခီဆွဲဖို့အတွက် dimension အနေနဲ့1365ဆုံးသွားတယ်ဒီ line ပေါ့နော် wall center line အဲ့ကနေမှ1210ဆိုပြီးတော့ထုတ်ထားတယ်အဲ့ဒီတက်ခီရရှိမယ်ပြီးပြီဆိုရင်အမားတို့ကဒီတက်ခီနဲ့ဆွဲဖို့အတွက်လေယာကိုယူမယ်ပြီးရင်ပုံမှန်ပြထားတဲ့အတိုင်းပဲပတ်လဲပြီးရ line အနေနဲ့ပတ်လိုက်မယ်ပေါ့နော်အဲ့တော့အဲ့ဒီကနေမှအတွင်းကို30 offset ပြင်မယ် offset ပြပြီးပြီဆိုလို့ရှိရင်ဒီမှာbrain box တွေထဲမှာတကားတွေထဲမှာဝင်နေတဲ့ line တွေရှိရပါတော့အဲ့ဒီဟာလေးတွေကိုသတိတရဖြတ်ပေးရမယ်အဲ့ဒါမဖြတ်ပြီးခဲ့ဘူးဆိုလို့ရှိရင်လည်းအမှတ်ရော်ရဲ့ထဲပါသွားလိမ့်မယ်ပေါ့နော်အဲ့တော့ဒါပြီးပြီဆိုလို့ရှိရင်နောက်တစ်ခုကျန်တာကအထက်မှာ hash ချဲဖို့ကျန်သေးရဲ့hash ချဲဖို့လုပ်ပြရမယ်ဆိုလို့ရှိရင်သူက hash ချဲရဲ့နေရာမှာလည်းသတ်မှတ်ထားပြီးသားရှိရေပေါ့နော်ဒါကဘာလဲဆိုလို့ရှိရင်ကိုကြိုက်တယ်လို့ဒီမှာဆို square အကွက်ကလေးတွေဖြစ်နေပြီးရောဆိုပြီးတော့ကြိုက်တဲ့ hash button ယူပြီးတော့ချဲလို့မရဘူးသူက100ပတ်လည်းရှိ hash အကွက်ကိုဖြစ်နေရမယ်ပို့ချီတွက်ဆိုလို့ရှိရင်ပို့ချီနဲ့ခန်းခန်းတွက်ဆိုရင်ပေါ့နော်နောက်ပြီးတော့ deck key တွက်ဆိုလို့ရှိရင်လည်း spacing 150ရှိရဲ့hash တွေဖြစ်နေရမယ်ပေါ့နော်အဲ့တော့သူသတ်မှတ်ထားတဲ့အတိုင်းပဲအမားတို့ကဆွဲပေးရမယ် hash မချဲခင်မှာအမားတို့လုပ်ရမယ့်တစ်ခုကဒီ555 grid line နဲ့ body ရဲ့ center line တွေကိုပိတ်ထားဖို့အတွက်လိုပဲပေါ့နော်ပြီးရင်ဒီဟာယူမယ် h enter ဆိုပြီးတော့ hash ချဲဖို့လုပ်မယ်အဲ့ဒီထဲမှာအမားတို့ပုံမှန်ဆိုလို့ရှိရင်ဒီလို solid တို့နောက်ပြီး gradient တို့အဲ့ဒီဟာတွေကိုဝင်နေလိမ့်မယ်ပေါ့နော်ဒီမှာ pattern တို့များသောအားဖြင့်ဒါတွေသုံးကြရပေါ့ဒီမှာကျတော့အဲ့လိုမဟုတ်ဘဲနဲ့သတ်မှတ်ပြီးတော့သုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ user define နဲ့ယူမယ်ပြီးရင်အမားတို့ပထမဆုံးသုံးမှာကကြတော့100ပတ်လည်ရှိရဲ့ square အကွက်ကလေးယူမှာလေအဲ့တော့100ပတ်လည်ဆိုတဲ့ဟာကိုယူမယ်ဒါမလို့ပေါ့နော်နောက်တစ်ခုကကြတော့အဲ့100ပတ်လည်ယူပြီးတော့ဒီမှာ click ချကြည့်
သူက square ကွက်မရဘူးအဲ့ square ကွက်ရဖို့ဆိုလို့ရှိရင်အမတို့ကဒီမှာ property ဆိုရယ်ခုနဒီမှာ property ဆိုတဲ့နေရာလေးမှာ double ဆိုတဲ့ဟာလေးကိုရွေးပေးရတယ်အဲ့တော့မှဒီ square ကွက်လေးရသွားပြီရသွားတဲ့အချိန်မှာဒီမှာပုံကိုကြည့်မယ်ဆိုလို့ရှိရင်ဒီတကားအတွင်းထဲတွေတက်ခီတွေအထိအကုန် hash တွေကရှိနေရမှာเนาะခါလေးhash ချေရကြမ်းခဲ့ရင်ဒီနားကြီးတင်လိုက်ပြီဆိုတော့အားလေးတတိထားပြီးတော့ဒီမှာရောရှိတယ်ပြီးသွားပြီဆိုတော့မှဒီမှာသူ့ရဲ့ hash အကွက်ကဘယ်ကနေစလဲကြည့်လိုက်လို့ရှိရင်ဒီညဘက်ချမ်းကနေစပြီးတော့အကွက်ပြည့်ရနေပြီးတော့ဘယ်ဘက်ကိုသွားတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့သူ့ရဲ့ original ပွင့်အောင်လဲအမားတို့ကညဘက်ချမ်းကနေစပြီးတော့ထားပေးလိုက်မယ်အဲ့ဒါပြီးပြီဆိုလို့ရှိရင်နောက်တစ်ခုကကြတော့ဒီ deck key ပေါ့နော် deck key ကကြတော့150ပြီးရင်သူကသူ့ရဲ့ဒီ angle က90နဲ့ထားပေးရမယ် property မှာ double ဖြစ်စရာမလိုတော့ double ကိုပြန်ဖြုတ်ပေးမယ်နော်ပြီးတော့မှဒီမှာhash ထည့်လိုက်မယ်ပြီးရင်သူ့ကိုလည်းအဲ့လိုမျိုးပဲဘယ်ဘက်ကစမလားညာဘက်ကစမလဲဆိုတာပုံမူတည်ပြီးတော့ကြည့်မယ်ပြီးရင်လိုအပ်လို့ရှိရင်ရွှေ့ပေးရမယ်ပေါ့နော်ဒီမှာတစ်ခုရှိတာကခဏလေးဒီ hash မချဲခင်မှာဘာလုပ်ပေးရမလဲဆိုလို့ရှိရင်ဒီထဲမှာသူက column တိုင်းလေးရှိရဲ့ဒီအဝိုင်းလေးအဲ့အဝိုင်းလေးက100 diameter ဆိုပြီးတော့ရှိရပေါ့နော်အဲ့ဒီဟာက wall center ကနေပြီးမှဒီ930ဆုံးက wall center ကနေမှ930ထားရတယ်အဲ့ဒီမှာ column တိုင်းလေးရှိရအဲ့ဒီဟာလေးဆွဲပေးဖို့ကြံနေပေါ့နော်တတိတိဆိုတော့လေပုံမှန်ဒီတိုင်းဆိုရင်တိတ်ပြီးတော့မြင်ရအောင်ဖြစ်သွားရပေါ့နော်အဲ့တော့ပုံရောက်လာလို့ရှိရင်လည်းတစ်ချက်စစ်ကြည့်ပေးပါဒီကနေမှ930ဒီနေရာလေးမှာရှိမယ်ပေါ့နော်ဒီမှာ column နဲ့balcony ဆိုတဲ့ layer လေးပေါ့နော်အဲ့ဒီဟာကဒီမှာ column ဖြစ်မယ်ဆိုတော့ enter ဒီ enter 100ဒါဆိုလို့ရှိရင်သူ့ရဲ့ column တိုင်းလေးရပါပြီ column တိုင်းဆွဲပြီးပြီဆိုတော့မှအထက် hash ကိုချဲပေးရမယ်ပေါ့နော်မဟုတ်လို့ရှိရင် hash ချဲပြီးမှ column တိုင်းထည့်လို့ရှိရင်ဒီ hash ရဲ့ pattern တွေက column တိုင်းတွေဝင်တာမျိုးဖြစ်သွားလို့ရှိရင်မှားတယ်လို့သတ်မှတ်လို့ရတယ်ပေါ့နော်အဲ့ဒါပြီးတော့မှအမားတို့က hash ပြန်ချဲမယ်ဒီတကားရဲ့အဒီအတွင်းထဲပါနော်ပါတယ်ဆိုတော့ရှင် hash ချဲတဲ့အပိုင်းပြီးပါပြီဆိုရင်နောက်ကျန်တာကြတော့ဒီကားပို့တော်ဆွဲဟာလေးဒါလေးကိုလည်းမာရူက ski ပြန်ယူပြီးတော့စာမဝဲမေကွန်ပေါ်မှာတိုင်းပြီးဒီဟာမှာဆိုလို့ရှိရင်4500 1900ဆိုပြီးတော့ရှိရယ်ပြီးရင်သူကဒီပို့ချီရဲ့ဆွန်ကနေဘလောက်ခွာမလဲနောက်ပြီးရင်ဒီ wall တို့လေးကနေဘလောက်ခွာမလဲဆိုတာစာမဝဲမေကွန်ပေါ်မှာပြန်နဲ့တိုင်းကြည့်ပြီးတော့မှခွာပေးရမယ်နော်ဒါပေမဲ့အဲ့ဒီကပုတ်တုံဆွဲဖို့အတွက်ဆိုလို့ရှိရင်မတို့ဒီ kitchen မှာဆွဲခဲ့တဲ့နောက်မှထည့်မဲ့ furniture တွေပေါ့နော်အဲ့ဒီ layer နဲ့ပဲအတူတူသုံးပြီးတော့ဆွဲလို့ရတယ်အပီမတို့ကအခန်းနမယ်လေးတက်မယ်ပေါ့နော်အခန်းနမယ်တက်တဲ့နေရာမှာလည်းဒီခန်းကြီးလေးတွေပေါ့နော်ခန်းကြီးလေးတွေကခဏခဏရေးပြီးတော့ဒီကိုဆွဲမဲ့ကွန်ပျူတာထဲမှာလည်းလေ့ကျင့်ထားပေးဖို့လိုအပ်တယ်ပေါ့နော်သူကဘာလို့လဲဆိုလို့ရှိရင်တစ်ခါတိုင်ပင်ရိုက်ထားပြီးကွန်ပျူတာနောက်တစ်ခါရိုက်လို့ရှိရင်လည်းစလုံးစားလေးတစ်လုံးနှလုံးလောက်ရိုက်လိုက်တာနဲ့သူကဒီစလုံးကရိုက်ဖူးပြီးသားဆိုလို့ရှိရင် memory ကrecord ပြန်ခေါ်ပြီးတော့ဒီသူပြနေမှာပဲပေါ့နော်အဲ့တော့ခဏခဏဒီတိုင်ပင်ရိုက်ကျင်ထားမှာဒါဒီမေကွန်ဟောင်းတွေဆွဲထားမှာဒါထဲမှာရှိတဲ့အခန်းနမယ်တွေအကုန်လုံးကကိုနောက်ထပ်ပြန်ရိုက်စရာမလိုပဲနဲ့ auto ပေါ်နေမှာပေါ့နော်မဟုတ်ဘူးဆိုလို့ရှိရင်နည်းနည်းလေးတချို့ခန်းကြီးလေးတွေ
မရိုက်တက်တာမျိုးတို့မဖတ်တတ်တာမျိုးလည်းဖြစ်သွားနိုင်တယ်ပေါ့နော်တကယ်လို့တစ်ခါမိကုန်းဟောင်း9000လောက်လေးကျင်ထားလို့ရှိရင်တော့အဲ့ဒီအခန်းနမိတ်ပဲအများသောအားဖြင့်ပါတာဆိုတော့အဲ့ဒါကြီးကအရန်စိတ်ပူစရာလည်းမလိုဘူးပေါ့နော်တကယ်လို့တစ်ခုတလေတစ်ခန်းတလေကိုကမဖတ်တက်လို့နားမယ်လို့ကြံခဲ့ရဆိုရင်တော့မှပဲဆောင်းမွေးကြတော့တဲ့အထိအဲ့လိုအမှတ်အရင်ရောတဲ့အပိုင်းတော့မဟုတ်ဘူးပေါ့နော်အဲ့တော့အခန်းနမိတ်လေးထည့်ပေးရမယ်အခန်းနမိတ်ထည့်လို့ရှိရင်လည်းသူ့ရဲ့ direction လေးတွေကိုခန်းရဲ့ direction လေးတွေကိုကြည့်ပြီးပေါ့နော်ခါလေးကျရင်ဒီ closet တိုဆိုတဲ့ဟာကဒီထောင်လိုက်ဖြစ်နေတဲ့ခန်းမျိုးမှာဆိုလို့ရှိရင်သူ့ရဲ့စာရေးကလည်းrotate လှည့်ပေးရမျိုးရှိရပေါ့နော်အဲ့ဒီဟာလေးတစ်ချက်စစ်ပေးရမယ်နောက်ပြီးလို့ရှိရင်သူကမေကွန်စာရွက်ထဲမှာလည်းရေးထားပြီးသားအခန်းနမိတ်တွေပဲထည့်ပေးရမယ်ထည့်ရတိုင်း mission တွေဘာမှထည့်ပေးစရာမလိုဒါပေမဲ့ဒီjob fuki no care ဆိုတဲ့နေရာလေးကတော့ထည့်ပေးရမယ်ဆိုပြီးတော့သူ့ရဲ့မေကွန်ပုံစံမှာတွေကပါရပေါ့နော်ဒါကဘာကိုပြထားရလဲဆိုလို့ရှိရင်ဒီမှာ x ဆိုတဲ့ကြက်ချေကလေးလည်းခတ်ပေးရတယ်ဒီကြက်ချေကမြင်းလေးခတ်ပြီးတော့မှဒီစာသားလေးထည့်ပေးရတယ်အဲ့ဒီဟာကဘယ်လိုသဘောလဲဆိုလို့ရှိရင်ဒီမှာဒီ perspective view ကနေကြည့်မယ်ဆိုလို့ရှိရင်ဒီအပေါ်ဓာတ်မှာဒီအပေါ်ဓာတ်ကနေပြီးတော့အောက်ကိုမြင်ရမယ့်နေရာပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ဒီဒုတိယဓာတ်ပေါ့ဒုတိယဓာတ်မှာကဒီကြမ်းခင်းမရှိပါဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီဟာမျိုးပြောစမ်းတာစီလေးမရှိဘူးပေါ့ကြမ်းကိမရှိဘူးပေါ့အဲ့ဒီဟာမျိုးကိုပြချင်တာဒီတစ်ချက်မှာဆိုဒီမှာစောင်းချသွားတာဆိုတော့လေအဲ့ဒီသင်္ကေတကိုသူကဒီမှာjob fuki no ke ဆိုတဲ့ပုံစံမျိုးနဲ့ပြပေးထားရပေါ့နော်အဲ့ဒီဟာလေးလည်းထည့်ပေးရမယ်အဲ့တော့အမားတို့ကနောက်တစ်ဆင့်ကအခန်းနံပါတ်တက်မယ်ဆိုလို့ရှိရင်လေယာရွေးမယ်ပြီးရင်အခန်းရဲ့ test time မှာလည်းသူ့ရဲ့အခန်းလေးရဲ့ test time ပေါ့နော်အခန်းရဲ့ test time ကိုရွေးပေးရမယ်ပြီးလို့ရှိရင်တက်လို့ရှိရင်လည်း multi test နဲ့တက်ပေးလို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ရှုရှင်းရှစ်ဆက်ကမှတစ်ခါရိုက်ထားပြီးသားဖြစ်နေရောဒီလိုရှုတစ်လုံးနဲ့ရိုက်လိုက်တာနဲ့ဒီမှာထိတ်ဆုံးမှာပေါ်လာပြီပေါ့နော်အဲ့လိုမျိုးအဲ့တော့ဒီဆက်ထဲမှာဒါကိုအခန်းတော်တော်များများရဲ့နာမည်ကိုရိုက်ကျင်ထားပြီးသားရှိမယ်ဆိုလို့ရှိရင်ဆက်ကဆက်ယူပြီးတော့မှဖြည့်ရမယ့်ပုံစံမျိုးဆိုတော့လေဒီကိုတိုက်ပင်ရိုက်ထားပြီးသားဆိုလို့ရှိရင်လေပတ်တဲ့နေရာမှာလည်းပို့ပြီးတော့ဆင်ပြေသွားလိမ့်မယ်လို့ယူဆရပေါ့နော်တော့အခန်းနံပါတ်လေးအကုန်ဖြည့်ပြီးသွားပြီပေါ့နော်ဖြည့်ပြီးသွားတဲ့အချိန်မှာဒီ test နဲ့ပတ်သက်ပြီးတော့သတိထားရမယ့်တစ်ခုကသူကမေကွန်းထဲမှာလည်းပါပြီးသားဒီပို့ချီရောကန်ခံရောဓာတ်ခီရောပေါ့နော်အဲ့ဒီဟာတွေကသူက hash ရဲ့အပေါ်မှာတက်ထားတဲ့စာသားတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ hash တွေကစာသားတွေရဲ့နောက်မှာဖြတ်နေရမျိုးကြီးဖြစ်လို့မရဘူးပေါ့နော်အဲ့တော့အမားတို့ကဒီစာသားတွေရဲ့ background တွေကိုsetting ပြန်ပြီးတော့ချိန်ပေးရမယ်ပေါ့နော်ဒီမှာလည်းမေကွန်းစာရွက်ထဲမှာလည်းသူပြထားပြီးသားဆိုတော့လေအဲ့နေရာလေးချိန်ပေးရမယ်ချိန်ပေးရမယ့်နေရာဒီပို့ချီရဲ့ကန်ခံရဲ့တက်ခီရဲ့နောက်တစ်ခါကျဒီ living good dining good ဆိုတဲ့စာသားလေးကလည်းအဲ့လိုမျိုးလေးပဲ background setting လေးချိန်ပေးရမယ်ပေါ့နော်ဘယ်လိုချိန်ရမလဲဆိုလို့ရှိရင်AutoCAD တည့်ရလူတွေကတော့သိပြီးသားလို့ထင်တယ်ပေါ့နော်ဟိုတကယ်လို့မသိသေးတဲ့လူတွေကလည်းဒီနည်းနည်းလေး setting ချိန်တဲ့ဟာလေးကိုကြည့်ပေါ့နော်မရဒီ property ကနေမှာ background mask ကနေချိန်မယ်နော်အဲဆိုလို့ရှိရင်ဒီမှာနောက်က background setting ဝင်သွားပြီပေါ့ဒီလေးပေးဖို့တိုင်းကိုကတော့ခုနက setting ချိန်တာဆိုရပြီပေါ့နော်အဲ့တော့နောက်ဆုံးကျန်တဲ့ဟာဆိုလို့ရှိရင်ဒီပုံရဲ့ dimension လေးတွေကိုထိုးပေးရမယ်ပေါ့နော်အဲ့တော့ dimension ထိုးဖို့အတွက်ဆိုလို့ရှိရင်အမားတို့ကညီညီညာညာတက်တက်ရရလေးဖြစ်အောင်လို့ဆိုလို့ရှိရင်ဒါအလုံးမှာလည်းသုံးတယ်ပေါ့နော်
ဒီမှာဆိုဥမာ unseen dimension grid လို့ရေးထားတယ်ဒါ print ထုတ်မြင်ရမှာမဟုတ်တဲ့ဟာပေါ့နော်ယာယီsetting ချိန်တဲ့ဟာပေါ့အဲ့ဒီ layer အရင်ယူပြီးတော့မှ250ပြစ်လိုက်မယ် offset အဲ့ဒါကို3-4ကြောင်းတော့ပြစ်ထားလိုက်မယ်ပြီးပြီဆိုလို့ရှိရင်အမတို့ကဒီ dimension တူတူပြထားတဲ့ dimension အတိုင်းပဲ dimension လေးတွေကိုလိုက်တက်ပေးမယ်နော်အဲ့တော့ dimension တက်မယ်ဆိုရင်မြင်ရမယ်သူရဲ့ layer ကိုယူမယ်ဒီချိန်မှာအမတို့ခုနကပိတ်ထားတဲ့ grid line လေးတွေကိုပြန်ဖော်လို့ရပါပြီပေါ့နော် dimension အတွက်လိုတာနောက်တစ်ခုက text line နဲ့ချိန်ပေးရအောင်မယ်နော်အဲ့တော့ချိန်ပြီးပြီဆိုရင် dimension တက်မယ်စန်တာတွေကနေကင်ပြီးတော့ပဲတက်သွားမယ်တခုရှိတာကဒီမှာစန်တာတွေကိုကင်တဲ့နေရာမှာဒီမြင်းနေအစုံတွေကဘယ်ဝေါ်ရဲ့စန်တာကိုယူရလဲဆိုတာကိုတစ်ချက်အမားတို့ကတေချာကြည့်ထားပေးဖို့လိုတယ်ဒီမှာဆိုရင်6825ရဲ့ဝေါ်စန်တာယူရဲ့ line ကဒီစန်တာကနေတခုယူတယ်ဒီမှာကြတော့ဒီမှာယူတာမဟုတ်ဘဲနဲ့ဒီဝေါ်တိုလေးရဲ့ဒီဘက်အစွန်လေးကနေယူထားရနော်အဲ့လိုမျိုးပဲဘယ်နေရာနေဘယ်နေရာထိသုံးနေဆိုတာကြည့်ပြရမယ်ဒီမှာ3185ဆိုလို့ရှိရင်လည်းဒီဝေါ်လေးရဲ့အစွန်နောက်တစ်ခါကျတော့သူကကြတော့ဒီဝေါ်လေးရဲ့အစွန်အဲ့လိုမျိုးသူသတ်မှတ်ထားတဲ့နေရာပေါ့ဒီမှာပုံမှန်ပြထားတဲ့စန်တာရွက်မဲ့နေရာလေးသူရှိရဒီမှာလည်းပြထားပြီးသားအဲ့ဒီတိုင်းလေးပဲ dimension လေးတွေကိုတက်ပေးရမယ်ပေါ့နော်mission တစ်ခုတက်ပြီးဆိုရှင် continue နဲ့ဆက်ပြီးတော့တက်သွားလို့ရှင်ပို့ပြီးတော့မြင်ရတယ်ပေါ့နော်ဒါဟိုဟာလုံနေကြလုံထဲမှာသုံးနေကြလို့ဆိုလို့ရှင်တော့ဒါတွေကတိပိတာလို့ထင်ပါတယ်ငကိုရေးက dimension line တစ်ခုနဲ့တစ်ခုကြား spacing ကိုသတ်မှတ်ထားခဲ့ဒါကြောင့်မလို့ပေါ့နော်ပုံကကြည့်ရလဲပို့ပြီးတက်တက်ရရလေးဖြစ်သွားပြီပေါ့ဒါအလုပ်ထဲမှာလည်းတကယ်ဒီနည်းတွေကသုံးတာမလို့ပေါ့နော်တို့တို့ကဲလို့ site လုပ်နေနေမှာဒီ design ပိုင်းပြောင်းကျင်တဲ့လူတွေပေါ့အခြေခံလေးအနေနဲ့လည်းတည်သွားမယ်လို့ထင်ပါတယ်တော့ကျန်တဲ့ dimension လေးတွေကိုလည်းအဲ့လိုမျိုးလေးတက်ပြီးတော့ဘယ်နေရာမှာလို့လဲဆိုတာလေးကိုတစ်ချက်ပုံနဲ့မိကုန်းစာရွက်နဲ့တိုက်ပြီးတော့ second လိုက်ပြီးပြီဆိုလို့ရှိရင်ဒီ 8 him short size ဆိုရဆွဲနေရအဲ့ဒါဆိုရင်တော့ပြည့်စုံသွားပြီပေါ့နော်အဲ့တော့ဒီစာမွေးမှာထပ်မယ်နှစ်ပုံနဲ့ကတပုံဖြစ်တဲ့ 8 him short size ဆိုဆွဲနည်းကိုနည်းနည်းပပလောက်ပဲဖြစ်ဖြစ်ပေါ့နော်နားလည်သွားမယ်ဆိုလို့ရှိရင်ကျေးဇူးတင်ပါတယ်ကြည်ပေးရတဲ့အတွက်လည်းအဲ့တော့နောက်တစ်ပိုင်းမှာကြာတော့မီနာမီလီဆိုမန်ဆိုဆွဲနည်းနဲ့ပတ်သက်ပြီးတော့ဆွဲနည်းမျိုးမျိုးကတော့ရှိရပေါ့နော်ဒါပေမဲ့အမကအချိန်တိုတိုနဲ့မလိုတဲ့အပိုင်းတွေကိုတိတ်မစင်စားပဲနဲ့မြန်ဆွဲတဲ့နည်းကိုပို့ပြီးတော့သုံးခဲ့ရအကြောင်းမလို့ပေါ့နော်အဲ့လိုမျိုးမြန်ဆွဲနည်းလေးနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့နောက်တစ်ဆင့်အနေနဲ့ sharing ထပ်ပြီးတော့ရိုက်ပေးပါမယ်